င်္ဂလာပါကျွန်တော်တို့ Magician Max ဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်က State Magic Performance တစ်ခုကိုလုပ်ပြပြီးတဲ့အခါမှာ၎င်းရဲ့ formula ကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပြီးမှာဖြစ်ပါတယ် State Magic ဆိုတာကစင်ပေါ်မှာဖြောပြတဲ့အာယုံနဲ့ပြကွက်တွေကို State Magic လို့ခေါ်ပါတယ်ခင်ဗျာကဲဒီပြကွက်လေးဘယ်လိုလုပ်လဲဆိုတာကိုတခါတည်းကျွန်တော်က formula sharing လုပ်ပြီးမှာဖြစ်ပါတယ်ပြကွက်တွေလိုအပ်တာကတော့နှင်းစီပန်းတစ်ပွင့်အုတ်ထုပ်လေးတစ်လုံးနောက်တစ်ခုကတော့ကျွန်တော်တို့ tape လေးတစ်ခုရှိရပါပြီဒီတော့အခုပြကွက်လေးမှာအရေးကြီးတာကတော့အဲ့ဒီနှင်းစီပန်းဝင်နေဖြစ်ပါတယ်။နှင်းစီပန်းဝင်လေးကအလေးချိန်ပေါ့ပါရှိဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ကအထက်မှာပါတဲ့တံပင်ဝင်ရိုးတွေကိုဆွတ်ထုတ်ပြီးတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ဝင်ရိုးကိုကျွန်တော်တို့ဘောပင်ပိုက်ပေါ့လေးနဲ့ပေါ့နော်။ပြောင်းပြီးတော့ကိုယ်တိုင်အစိမ်းအောင်တိတ်ပတ်မယ်ပြုလုပ်မယ်ဆိုရင်ဘယ်လိုလေးပါပဲ။ပြီးတော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဟဲ့ဒီလက်ကလေးမှာဒီလိုအနေထားလေးနဲ့တိတ်အကြည်လေးကိုကျွန်တော်တို့ကပတ်ရမှာဖြစ်ပါတယ်။အလဲကောင်လက်ကလေးလေးနဲ့အပြိုင်တိတ်ကလေးကိုကျွန်တော်တို့ကပတ်ပါမယ်။ကဲဆိုတော့ကျွန်တော်တို့ဒီလိုလေးရပါပြီပေါ့နော်ဒါဆိုရင်နှင်းစီပန်းဝင်လေးကကျွန်တော်တို့လက်ကလယ်မှာစိတ်နဲ့ခိုင်မာပေါ့တော့ပတ်တာလေအကြည့်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှေ့ရကြည့်ရမြင်ခွင့်မှာလက်ငါးချောင်းပဲမြင်ရပါတယ်လက်ကိုကွေးလိုက်ပြီဆိုတဲ့ဒီကြိုင်နဲ့နှင်းစီပန်းလေးရောက်လာတယ်ဆိုတော့မြင်ခွင့်ကိုပေးပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကကွေးတဲ့နေရာမှာ motion လေးထည့်ပြီးတော့အဲ့လို motion လေးထည့်ပြီးတော့လုပ်ရင်ပန်းလေးကရောက်လာတာပျောက်လာတာပို့ပြီးတော့လှပါတယ်အဲ့တော့ကျွန်တော်တို့အောက်ထိုးတွေကိုပြန်ထည့်ကြည့်ပါမယ်တကယ်တော့အော်တိုတွေကိုထည့်လိုက်တာမဟုတ်ပါဘူးလက်မှာပဲရှိပါတယ်နော်ဒီလိုလေးကိုကျွန်တော်တို့က slow motion လေးပြပါမယ်လက်ကိုဒီထဲကိုလက်ငါးချောင်းထည့်လိုက်တဲ့အခါမှာလက်ပွားပြတ်ပြီးတော့ထည့်လိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ magic အမှုပညာကိုစနစ်တကျစိတ်ဝင်စားတဲ့သူတွေအတွက်ကလည်းကျွန်တော်ကစဉ်းစားပါနဲ့ဒီပညာကိုဘယ်လိုလေ့လာရမလဲဒီပညာနဲ့ပတ်သက်ပြီးတော့စောင်းရန်စားတဲ့အချက်တွေကိုလည်းကျွန်တော်ရဲ့ TikTok account တွေကျွန်တော်ရဲ့ YouTube account တွေမှာထပ်မံပြီးတော့ pop up ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကိုပေါင်းလေးနှိပ်ပေးပါနောက်ပြီးတော့ကျွန်တော် account လေးတွေကိုဝင်ပြီးတော့လည်းအခြားပြကွက်လေးတွေကိုပြီးတော့ကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့စီစဉ်လေးကိုဒီညနေပဲနှုတ်ခွန်းဆက်ကြပြပါခင်ဗျာကျွန်တော်ကတော့ Magician Max ခေါ်လင်းနေဖြစ်ပါတယ်ခင်ဗျာ